စားပြမယ်ကစားနည်းကတော့ shoulder dumbbell press ကစားနည်းပဲဖြစ်ပါတယ် shoulder dumbbell press ကစားနည်းကိုကစားတော့မယ်ဆိုရင်ကျွန်တော်တို့ဒီ bench ကို95 degree ကနေ80 degree လောက်ထိထောင်ထားလိုက်ပါမယ်အဲ့ဒါမှသာကျွန်တော်တို့ PV ကစားတဲ့အခါစားဖို့လည်းမရတော့မယ်နဲ့တက်တော့တက်တာကစားလို့ရမှာပဲဖြစ်ပါတယ်ဒီကစားနည်းကိုကစားရမယ်ဆိုရင်ကျွန်တော်တို့ကိုနိုင်နဲ့4နိုင် dumbbell ကိုယူလိုက်မယ်ယူပြီးတော့ဒီ dumbbell ကိုဒူးပေါ်တင်ပြီးတော့ဒူးပေါ်ကနေတစ်ဆင့် shoulder ပေါ်ကိုဒူးတွေမြောက်ပြီးတော့တင်ရမှာပဲဖြစ်ပါတယ်ပြီးရင်တက်တော့တက်တာအနောက်မှာပြထားပြီးတော့ကစားလို့ရပါတယ်ဒီလေးကပခုံးရဲ့အပေါ်ရှေ့နားလေးမှာရှိရပါမယ်ပြီးရင်ဒီလေးလုံးကိုကျွန်တော်တို့ခေါင်းရဲ့အပေါ်ကိုဆန့်ပြီးတော့တင်ပါမယ်ပြီးရင်ခုံးပေါ်ကိုပြန်ချပါအတင်ချလုပ်တဲ့အခါကျွန်တော်တို့ရဲ့လက်ဖြံတွေကလုံးဝဖြောင့်တန်းနေရပါမယ်လက်ဖြံတွေကတွင်းပေါ်ဝင်မနေဘူးအပြင်ကိုလည်းချဲမနေဘူးလက်ဖြံတွေကဖြောင့်တန်းနေပါမယ်ပြီးရင်လက်ကိုဆက်လက်တင်မယ်ခုံးပေါ်ကိုပြန်ချလက်ကိုဆက်လက်တင်မယ်ခုံးပေါ်ကိုပြန်ချအဲ့ဒီအတိုင်းပဲကစားရမှာဖြစ်ပါတယ်10ချိန်ကနေ12ချိန်3ကြောက်ကစားရမှာဖြစ်ပါတယ်ကျွန်တော်တစ်ခေါက်ကစားပြပါမယ်อยู่ที่แบบบ้านหรือว่าสวยที่ไหนเก่าที่ไหน